အခုချိန်ဒီ6လပိုင်း9လပိုင်းဝါဝင်ကန်လေးဆိုရင်လေတတို့သားတတို့သမီးဘူးမှမလာဘူးဝါကျွတ်ပြီးပြီဆိုရင်လာပြီဆရာမမင်္ဂလာဆောင်နီးနေပြီမို့လို့ဟွာလေးလုပ်ပေးအောင်ဒီဟာလေးလုပ်ပေးဟုတ်ပြီအဲ့ဆိုမင်္ဂလာဆောင်ကဘယ်လောက်လိုတာလဲဆိုနောက်9ရက်နေရင်နောက်တစ်ပတ်နေရင်လို့လာပြီတကယ်တော့အဲ့ဒီအချိန်မှာဆိုရင်အမတို့ကဘာမှမလုပ်တင်တော့ဘူးအဲ့ဒီအချိန်မှာပုံမှန်အသားရည်လေးထိမ့်သိမ်းုံလောက်ကလေးပဲအသားလေးကြည်ုံလောက်ပဲလုပ်တင်တာတကယ်တမ်းအမတို့ကဒီမျက်နှာကြီးဖောင်းနာကြီးတွေကိုပြင်ချင်းနဲ့မိနစ်ထက်ကြီးတွေကိုလှုပ်ချင်တယ်ဆိုရင်အဲ့ဝါမဝင်ခင်အခုချိန်လောက်ခရေကနေပြီးတော့မှစပြီးလှုပ်ထားမှာကိုမင်္ဂလာဆောင်ကိုရောက်ပြီဆိုရင်ကိုကနေပြီးပို့ပြီးတော့မှလာသွားတဲ့ဖာရှင်ကိုရမှာအဲ့လိုမဟုတ်ဘဲနဲ့မင်္ဂလာဆောင်ကအရန်နီးမှစီထိုးတာတွေဘာတွေသွားလုပ်ပြီးဆိုရင်မင်္ဂလာဆောင်မှာကိုမင်္ဂလာဆောင်မဟုတ်ဘဲနဲ့တခြားလူတယောက်ဒီလိုမျိုးဖြစ်သွားမှာတဘာဝမကြတော့ဘူးဆိုတော့မင်္ဂလာဆောင်မှာကိုကပြပြပြင်းပြင်းလေးလက်လာလေးနုနုလေးဖြစ်နေခြင်းနဲ့ဆိုရင်ဒီဝါမဝင်ခင်ကလေးကနေပြီးတော့မှဘလို့စီကန်းဒီမှာတစ်ခါတော့၎င်းသုံးဘက်တစ်ခါတော့၎င်းစပြီးပုံမှန် treatment နေယူတော့များတော့အဖြစ်ကအမတို့မြန်မာဒလို့သမီးလေးတွေကမျက်နှာဖောင်းကြတာများတယ်လေဆိုတော့ဓာတ်ပုံရိုက်တဲ့ခါကျရင်မျက်နှာလေးကဖောင်းဖောင်းပြပြဖြစ်နေကြတာပေါ့အဲ့ဒီဟာကိုသိချင်တယ်ဆိုရင်အခုချိန်တော့ခရေကနေအမတို့ဒီ Viftara 2လုံးဝမနာတဲ့ haifu လိုမျိုးပြီးတော့နောက်တစ်ခုကဒီ Excelix လိုမျိုးတပတ်ချင်းနေsmile line နေအစီများနေရကိုတက်တာတဲ့ဆက်မျိုးတွေနဲ့စပြီးတော့မှ treatment ယူတာအဲ့ဒါဆိုရင်ဝါကျွတ်ကိုမင်္ဂလာဆောင်ရောက်ပြီဆိုတာနဲ့ကိုမျက်နှာတည်တည်လေးဖြစ်နေပြီ